သူတို့ဟာစကားမပြောနိုင်သူတွေမဟုတ်ပေမဲ့လက်ဟန်ခြေဟန်စကားနဲ့ပဲဆက်သွယ်ဖို့ရွေးချယ်ခဲ့ကြပါတယ်။လမ်းလျှောက်တဲ့အခါမှာလည်းအတန်နှဲငယ်မှမထွက်အောင်ခြေဖျားထောက်ပြီးတတိထားသွားကြရပါတယ်။ဘာလို့ဒီလိုလုပ်နေကြတာလဲ။ဘာလို့လဲဆိုတော့ကဘာမြေပေါ်မှာတတဝါဆိုးကြီးတွေပေါ်ပေါက်လာလို့ပါ။အဲ့ဒီတတဝါတွေဟာကြောက်မက်ဖွယ်ကောင်းတဲ့ရုပ်သွင်းရှိပြီးမျက်လုံးမပါကြပါဘူး။ဒါပေမဲ့သူတို့ရဲ့အကြအာယုံကတော့အလွန်ကိုထက်မြက်ပါတယ်။အတန်နှဲငယ်လေးထွက်လိုက်တာနဲ့သူတို့ကချက်ချင်းတိုက်ခိုက်ပါတော့တယ်။နှစ်လအတွင်းမှာတင်သူတို့ဟာလူသားမျိုးနွယ်စုအလုံးနီးပါးကိုမျိုးတုံးစေခဲ့ပါတယ်။ဒီလိုကပ်ပေးကြီးထဲမှာအသက်ရှင်ဖို့အတွက်လူတွေဟာနေရန်တွေကိုသတင်းစာထူးကြီးတွေနဲ့ကတ်ထားကြပြီးနောက်ထပ်တရက်အသက်ဆက်နိုင်ဖို့မြေအောက်ခန်းတွေထဲမှာပုံအောင်းနေကြရပါတယ်အတန်ထွက်တတ်တဲ့တရိတ်ဆန်တွေအားလုံးတေးချေကုန်ကြပြီမှုသူတို့ဟာငါးကိုပဲစားသုံးကြရပါတယ်ဖခင်ဖြစ်သူကပြင်ပလောကနဲ့ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ဘယ်သူမှပြန်မဖြေခဲ့ပါဘူးအဲ့ဒီနေ့မှာသူတို့ရိတ်ခါရှာဖို့အပြင်ထွက်ခဲ့ကြတယ်စော့ကစားရတာဝါသနာပါတဲ့တားအငယ်ဆုံးလေးကြောင့်ဘေးဒုက္ခတစ်ခုနီးပါးကြုံခဲ့ရပါတယ်ကံကောင်းစွာနဲ့ပဲအမဖြစ်သူကမြန်မြန်ဆန်ဆန်တုတ်ပြန်နိုင်ခဲ့လို့သာပေါ်မဟုတ်ရင်တော့အကျိုးဆက်ကကြောက်စရာကြီးပါဒါပေမဲ့အပြန်လမ်းမှာတော့သူတို့နောက်ကနေအယုတ်ကထွက်တဲ့ဒေးတံကိုကြအားလိုက်ရပါတယ်တမိသားစုလုံးတစ်ခုခုမားနေပြီဆိုတာချက်ချင်းသိလိုက်ကြတယ်ဖခင်ဖြစ်သူကတွန်းဆုတ်မနေပဲနောက်ကိုအမြန်ဆုံးပြေးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတတဝါဆိုးကြီးကလည်းအတန်းရှိရာစီကိုပြေးလာနေပါပြီဖခင်ဖြစ်သူကအစွမ်းကုန်ပြေးခဲ့ပေမဲ့ခြေတလန်းနောက်ကျသွားခဲ့ပါတယ်မျက်စိတမိတ်တွင်းမှာပဲတစ်နှစ်တာကုန်းဆုံးသွားခဲ့ပါတယ်သူတို့မှာကြီးမားတဲ့ပြဿနာတစ်ခုရှိလာတယ်အဲ့ဒါကတော့ဇနီးဖြစ်သူမှာမတော်တဆကိုဝင်ရှိလာတာပါကလေးမွေးဖွားခြင်းဟာတေခြင်းတရားလို့အတိတ်ပဲရတဲ့ဒီလိုကဘာမျိုးမှာကလေးငယ်ဟာအချိန်မရွေးတတဝါဆိုးတွေကိုဆွဲဆောင်နိုင်ပါတယ်ဘေးကင်းကင်းနဲ့မွေးဖွားနိုင်ဖို့သူတို့တွေတေချာပြင်ဆင်ခဲ့ကြပါတယ်ဒါပေမဲ့မမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုကသူတို့ရဲ့အစီအစဉ်အားလုံးကိုပြပြစေခဲ့ပါတယ်အဲ့ဒီနေ့မှာဖခင်ကတားဖြစ်သူကိုငါဖမ်းခေါ်သွားခဲ့ပါတယ်သူတို့မတော်တဆအတန်ထွက်မိသွားကြတယ်တားဖြစ်သူရဲ့ပထမဆုံးတုံ့ပြန်မှုကထွက်ပြေးဖို့ဖြစ်ပေမဲ့ဖခင်ကမကြောက်ဖို့ပြောခဲ့ပါတယ်ရေစီးတန်ကဒီလိုအတန်တေးသေးလေးတွေကိုလုံးဝဖုံးလွှမ်းသွားစေတယ်လို့သူကရှင်းပြခဲ့ပါတယ်ပြီးတော့တားဖြစ်သူရဲ့စိတ်ဖိစီးမှုတွေလျှော့ကျသွားအောင်ရေတကွန်စီကိုခေါ်သွားခဲ့ပါတယ်ဒါပေမဲ့အပြန်လမ်းမှာတားဖြစ်သူကရက်တန့်သွားပါတယ်သူဟာထူးဆန်းတဲ့အဖိုးအိုတယောက်ကိုတွေ့လိုက်ရတာပါအဖိုးအိုကြည့်နေတဲ့နေရာကိုကြည့်လိုက်တဲ့အခါမှာတော့အဖိုးအိုရဲ့ဇနီးဟာတတဝါဆိုးရဲ့တက်ဖြတ်ခြင်းကိုခံထားရတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာအဖိုးအိုဟာအသက်ရှင်ခြင်းစိတ်ပျောက်ဆုံးသွားခဲ့ပါတယ်ဖခင်ဖြစ်သူကတခုခုမားနေပြီဆိုတာသိလိုက်ပြီးအတန်မထွက်ဖို့လက်ဟန်ချေဟန်နဲ့အမြန်ချက်ပြခဲ့ပါတယ်ဒါပေမဲ့အဖိုးအိုကတော့အော်ဟစ်လိုက်ပါတော့တယ်ဖခင်ကတားကိုပွေ့ချပြီးအမြန်ပြေးခဲ့ရပါတယ်သူတို့တစ်ပင်ကြီးတစ်ပင်နောက်မှာပုံနေခဲ့ကြတယ်ဖခင်ကတားကိုအတန်တစ်ချက်မှမထွက်ဖို့အချက်ပြခဲ့ပါတယ်မျှော်လင့်ထားတဲ့အတိုင်းတတဝါဆိုးကြီးမကြခင်မှာပဲရောက်လာခဲ့ပါတယ်အိမ်မှာလည်းဇနီးဖြစ်သူကအခက်ခဲနဲ့ကြုံနေရပါတယ်သူမအဝတ်လျှော်ပြီးလို့လှေကားပေါ်တက်ဖို့လုပ်နေတော့အိတ်ကတန်တစ်ချောင်းနဲ့ညှိသွားပါတယ်ဘာမှမစင်စားပဲဆွဲလိုက်တဲ့အခါအိတ်ကပြဲသွားပြီးတန်ကအပေါ်ကိုထောင်တက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ဘိုက်ကစတင်လာကျင်လာပါတယ်ကြည့်လိုက်တဲ့အခါရေမြော့ပေါက်နေပါပြီခင်မိုးနဲ့သားကလည်းပြန်မရောက်သေးပါဘူးအခုချိန်မှာကလေးမွေးမယ်ဆိုရင်သူမတေးမှာတေးကြပါတယ်ပြင်းထန်တဲ့နာကျင်မှုကိုအောင့်ရဲပြီးသူမမြေအောက်ခန်းစီကိုဖြည်းဖြည်းချင်းသွားခဲ့ပေမဲ့မမျှော်လင့်ပဲအဲ့ဒီတန်တစ်ချောင်းပေါ်ကိုနင်းမိလိုက်ပါတော့တယ်ရုပ်ရှင်အညွှန်းများအတွက် follow လုပ်ထားပေးပါ